ပြည်တော်တို့တော်နာယကနဲ့တို့တော်ကိုယ်တည်းတော်ကြီးများခင်ဗျာကျွန်တော်တို့ဆိုရအနေနဲ့လူမှုစီးပွားဘဝဘိုးဘွားဖူဖူတွတ်တဲ့ရေးအတွက်ကျိုးပေါင်းဆောက်တဲ့ယနေ့ကာလမှာများပြားလာတဲ့စင်ကုန်မှုနဲ့အခက်အခဲတွေကိုရင်ဆိုင်နေရတာအမှန်ပဲဖြစ်ပါတယ်လက်ရှိမှာကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးနဲ့စီးပွားရေးပြောင်းလဲမှုအခြေအနေဒေသတွင်းအခြေအနေကြောင့်ကုန်စည်နှုန်းကြီးမားမှုနဲ့ငွေကြေးမတည်ငြိမ်မှုတွေစတဲ့စီးပွားရေးဆိုင်ရာရိုက်ခတ်မှုတွေခံစားနေရတာကိုကျွန်တော်တို့ဆိုရအနေနဲ့သိရှိပါတယ်အထူးသဖြင့် MSME လုပ်ငန်းတွေဟာကုန်ထုတ်လုပ်မှုစီးရဲ့မြန်မာလာခြင်းနဲ့အရင်းအနှီးအခက်အခဲတွေရင်ဆိုင်နေကြပါတယ်ဒီတည်းလည်းနိုင်ငံတော်အစိုးရအနေနဲ့ဤပညာများထံပိုးပေးခြင်း MSME လုပ်ငန်းများတဲ့ချင်းငွေများပေးခြင်းနဲ့လုပ်ငန်းရှင်များရဲ့အခက်အခဲတွေကို one stop service များအနေနဲ့တထိုင်နဲ့ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိနေပါတယ်ပြည်တွင်းထုတ်ကုန်များကိုပုံမှုတွဲပြနိုင်ခြင်းကသမကဒုက္ခစားထုတ်ဖို့ငွေကြေးဖောင်းပွားမှုကိုလျှော့ချနိုင်မှုနဲ့ဒေသတွင်းအလုပ်ကအခွင့်အလမ်းဖန်တီးပေးဖို့တွေလည်းအတွက်အထီးရောက်ဆုံးနီလာလည်းဖြစ်ပါတယ်နိုင်ငံမှာစီးပွားရေးအမတောင့်တင်းရင်နိုင်ငံမှာခြားတာရင်ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်တယ်လို့ပြည်သူတွေရဲ့လူမှုစီးပွားဘဝဟာလည်းနေကြနေမှာပဲဖြစ်ပါတယ်နိုင်ငံစီးပွားရေးဟာနိုင်ငံရေးလုံခြုံရေးလူမှုရေးအားလုံးနဲ့ဆက်ဆက်နေပါတယ်ဒေသတွင်းနိုင်ငံများအာဆီယံနိုင်ငံများနဲ့နှိုင်းယှဉ်ရင်ကျွန်တော်နိုင်ငံရဲ့ GDP ဟာလွန်စွာနည်းပါးနေတာကိုတွေ့ရှိရပါတယ်အဓိကကတော့ကုန်ထုတ်လုပ်မှုအားနည်းနေခြင်းပဲဖြစ်ပါတယ်ကျွန်တော်နိုင်ငံအနေနဲ့ကာလရှည်ကြာရှည်စွာကုန်သွယ်မှုမဟုတ်တဲ့ non trade ဝင်ငွေသာအားကိုးခဲ့တာကိုလည်းတွေ့ရှိရပါတယ်ပြည်ပရောင်းတဝင်ကုန်ထုတ်လုပ်မှုရှိမှသာပို့ကုန်ရရှိမှဖြစ်တဲ့အတွက်အစဉ်တန်းရှိတဲ့ကုန်ထုတ်လုပ်မှုကိုလည်းအားပေးဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်ပုဂ္ဂလိကယင်းနှီးမြှုပ်နှံမှုဆိုတာစီးပွားရေးနဲ့နည်းပညာစမ်းသစ်တည်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအခြေခံဖြစ်ပါတယ်အသေးစားအငယ်စားနဲ့အလားသားစက်မှုလုပ်ငန်း MSME လုပ်ငန်းတွေကိုအားပေးမြင့်တင်ခြင်းဟာပုဂ္ဂလိကယင်းနှီးမှုတွေကိုလည်းတိုးတက်လာစေပြီးဒေသတွင်းယင်းနှီးမှုနှံမှုတိုးတက်ရေးကိုလည်းများသာအထောက်အကူပြုတဲ့အတွက်ကျွန်တော်တို့အစိုးရအနေနဲ့အထူးအားပေးဆောင်နေတာလည်းဖြစ်ပါတယ်ကျွန်တော်တို့အစိုးရတာဝန်ယူတဲ့ကာလအတွင်း GDP ကိုနှစ်ဆတိုးတက်အောင်ဆောင်ရွက်သွားပါမယ်တိုင်းပြည်အောင်တိုးတက်ဖို့အတွက်ကျွန်တော်တို့အားလုံးအလုပ်လုပ်ကြဖို့လည်းလိုအပ်ပါတယ်နိုင်ငံတော်ရဲ့စီးပွားရေးဥတီချက်ကိုအကောင့်တွေဖော်နိုင်ဖို့နဲ့ MSME ကဏ္ဍကိုအရှိန်ဟုန်မြင့်အားပေးဆောင်ဖို့အတွက်လည်းစက်မှုနဲ့အသေးစားအငယ်စားအလတ်စားနဲ့စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ဝန်ကြီးဌာနကိုတိုးချဲ့ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်နိုင်ငံတော်ရဲ့စီးပွားရေးဥမ္မာလာစေဖို့အသေးစားငယ်စားနဲ့လက်သားစီးပွားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာစေဖို့တဲ့စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်ကုန်ထုတ်လုပ်မှုကဏ္ဍအစဉ်ပြေချုံးမွေပြီး MSME ကဏ္ဍစင်စစ်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေဖို့တဲ့အပြန်အလှန်ချိတ်ဆက်နေတဲ့အကြီးကမန္တန်ကြီး၄ရပ်ဖြစ်တဲ့ကုန်ချမ်းတွင်းရစုအရင်းအနှီးနဲ့လူသားအရင်းမြစ်တွေတိုးတက်မြင့်မားလာစေအောင်ကြိုးစားလှုပ်ဆောင်သွားကြမှာလည်းဖြစ်ပါတယ်ဒီ MSME လုပ်ငန်းတွေဟာလူကံဖန်တီးမှုရဲ့အဓိကမန္တန်ဖြစ်ပေမဲ့ကျန်းမာရေးလူသားရှားပါမှုကြောင့်ပြည်ပဈေးကွက်တွေမှာရှင်ပင်နိုင်စွာနှိမ့်ချနေတာကိုလည်းတွေ့ရှိရပါတယ်ဒါကြောင့်သင်မွေးပညာရေးသင်တန်း TVED တွေနဲ့ MSME လုပ်ငန်းတွေကြားမှာပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ပြီးကျွမ်းကျင်လူသားမိုးထုနိုင်ကိုလည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်ကျွန်တော်နိုင်ငံအတွင်းမှာပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာတိုးတက်လာစေဖို့တဲ့ဒုဒုလုံတွေကိုပြန်လည်သုံးသပ်ပြီးရိုးရှိတဲ့စီမီစည်းကမ်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေအရှိန်မြင့်တင်နိုင်ရေးဆောင်ရွက်သွားပါမယ်အစိုးရနဲ့ပုဂ္ဂလိကမိဖက်ပူးပေါင်းဆောင်ရွက်မှု PPP ကိုလေးတက်မြင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သူတည်တဲ့ဖွံ့ဖြိုးရေးကိုလည်းအားကောင်းစေခြင်းနဲ့မူဝါဒတည်ငြိမ်ခြင်းတို့ဟာလည်းပုဂ္ဂလိကကဏ္ဍယုံကြည်မှုနဲ့ယင်းနှိမ့်မြှုပ်နှံမှုတွေကိုအားပေးရရောက်ကြောင်းလည်းပြောကြားလိုပါကျွန်တော်တို့နိုင်ငံရဲ့ယင်းနှိမ့်မြှုပ်နှံမှုဥပဒေနည်းဥပဒေတွေအမိန့်ကြော်ညာစာတွေယင်းနှိမ့်မြှုပ်နှံမှုလုပ်ငန်းတွေကိုစစ်ဆေးတဲ့နေရာမှာတိုင်းနာကျင့်သုံးရမယ့်လုပ်ထုလုပ်နည်းတွေဝမ်းစွာစားပစ်ဆိုင်ရာလုပ်ထုလုပ်နည်းတွေနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ်မှုအသိပညာပေးမှုဆွေးနွေးမှုတွေလည်းတွင်းမြစ်လှုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်ပြည်သူ့တော်နာယကနဲ့ထွတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာနိုင်ငံတော်နိုင်ငံရဲ့အချို့ချအာဏာတည်တံ့ခိုင်မြဲရေးနဲ့ဒုမှုစီးပွားဘဝတိုးမြင့်တိုးတက်မြင့်မားရေးအတွက်ခံမာတဲ့စီးပွားရေးအခြေခံအဆောက်အအုံတွေရှိဖို့လိုအပ်ပါတယ်လက်ရှိကာလ2026ခုနှစ်မှာကမ္ဘာလုံးဆိုင်ရာလူဦးရေ8ဘီလီယံခန့်ရှိပြီး
ကုလသမဂ္ဂအဖွဲ့အစည်းက2050ခုနှစ်မှာ10ဘီလီယံကရောက်ရှိမယ်ဖြစ်ကြောင်းလည်းခန့်မှန်းထားပါတယ်မြန်မာနိုင်ငံနေပြည်တော်ကိုဗဟိုပြုပြီးပါကစ္စတန်နိုင်ငံထိ3500ကီလိုမီတာရှိတဲ့ဆောက်ပိုင်းတစ်ခုရေးဆွဲကြည့်မယ်ဆိုရင်ကမ္ဘာလူဦးရေထုတ်ဝက်ရှိတဲ့4ဘီလီယံခန့်ကဒီဆောက်ပိုင်းတွင်းမှာနေထိုင်ကြတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံဟာဒီလူကမ္ဘာလူဦးရေ4ဘီလီယံခန့်ရှိတဲ့ဆောက်ပိုင်းရဲ့အလယ်မှာတည်ရှိနေပြီးစီးပွားရေးရကုန်သွယ်ရေးရအလွန်အင်မတန်အလားအလာကောင်းတဲ့နိုင်ငံဖြစ်နေတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ကျွန်တော်နိုင်ငံဟာကမ္ဘာအင်အားကြီးနိုင်ငံနှစ်ခုနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးအိန္ဒိယသမုဒ္ဒရာထွက်ပေါက်နဲ့ရှည်လျားတဲ့ကမ်းရိုးတန်းပြန်ဆိုင်တဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့မျှတတဲ့ရာသီဥတုနဲ့ကောင်းမွန်တဲ့မြေစီသားကိုပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့ပြည်တွင်းစီးပွားရေးအားကောင်းလာစေဖို့တဲ့ပို့ကုန်တိုးမြင့်ဆိုတဲ့မူဝါဒကိုအခြေခံချမှတ်ထားပါတယ်။စိုက်ပျိုးမှုမယူကိုအခြေခံတဲ့စက်မှုကုန်ထုတ်လုပ်ငန်းတွေကိုဦးစားပေးဖော်ဆောင်ပြီးပြည်တွင်းစားသုံးမှုဖူလုံတမကပြည်ပတန်ဖိုးမြင့်ထုတ်ကုန်များတင်ပို့နိုင်တဲ့အထိကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။နိုင်ငံစည်းဝါးရေးဖွံ့ဖြိုးတိုးတက်စေဖို့တဲ့ပြည်ပပို့ကုန်ကဏ္ဍကိုတိုးမြင့်ရမှာဖြစ်တယ်လို့နိုင်ငံခြားကုန်နဲ့ဝယ်ယူသုံးစွဲရတဲ့သွင်းကုန်လိုအပ်ချက်မြင့်မားခြင်းဟာလည်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေတဲ့အတွက်ပြည်ပသွင်းကုန်အစားထိုးနိုင်မဲ့ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍကိုလည်းမြင့်တင်ဖို့အရေးကြီးအောင်လည်းပြောကြားလိုပါတယ်ဒီနေရာမှာကုန်စည်နှုန်းကြီးမြင့်ရတဲ့အကြောင်းရင်းတွေကိုလည်းကျွန်တော်ပြောလိုပါတယ်အဓိကကတော့လောင်စာဆီဈေးနှုန်းဈေးတက်ခြင်းကုန်ထုတ်ကုန်ပစ္စည်းနှဲပါခြင်းကုန်သွယ်မှုလူငွေများခြင်းကြောင့်ငွေကြေးဖောင်းပွမှုဖြစ်လာခြင်းအသွင်စည်းများပြားခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်ပြည်ပနိုင်ငံတွေမှာကြောင်းတက်ဖို့စေကူတာဖို့ဖျားဖူးဖို့လက်ပတ်သွားဖို့စတဲ့အထူးကိစ္စတွေကလည်းနိုင်ငံခြားငွေသုံးစွဲမှုကိုလည်းအထက်တော့များပြားစေပြီးငွေကြေးဖောင်းပွမှုကိုလည်းဖြစ်ပေါ်စေပါတယ်။ကုန်သွယ်ရေးလူငွေပြတ်မှုဖြစ်ပေါ်တဲ့ပြည်တွင်းထုတ်ကုန်နယ်ပါပြီးတွင်းကုန်များပြားနေတာကလည်းတစ်ချက်ပါဝင်ပါတယ်။ငွေကြေးကြော်ပွားသူတွေဟာကုန်ထုတ်လုပ်မှုတွေလူသားအင်အားဦးစားပေးတဲ့လုပ်ငန်းတွေမှာအစားဆူလွယ်နဲ့လည်းဖြစ်တဲ့အိမ်ချမ်းမြေရောင်းဝယ်ရေးရွှေနိုင်ငံခြားငွေမတရားမှုရောင်းဝယ်မှုတွေမှာပဲအဓိကလှုပ်ဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်။ဒါကြောင့်ငွေကြေးအရင်းအနှီးတက်နိုင်သူများအနေနဲ့ဒီလိုလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမဲ့စားတပ်ပြွေးမွေးမြူနဲ့ဆံပြိုးကိုအခြေခံတဲ့စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာပုံမရင်းနှီးမြှုပ်နှံဆောင်ရွက်ကြဖို့လည်းလိုအပ်ကြောင်းပြောကြားလိုပါတယ်။ပြည်သူတွေကြုံတွေ့နေရတဲ့စီးပွားရေးကျပ်တည်းမှုကုန်သွယ်ရေးကြီးမြင့်မှုနဲ့အလုပ်ကံခွင့်အားလိုအပ်ချက်တွေကိုပြည်လဲအောင်ဖော်ဆောင်ပြီးနိုင်ငံနဲ့ကိုက်ညီတဲ့ဈေးကွက်စီးပွားရေးစနစ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ဒါပြင်ငွေကြေးမူဝါဒ၊ဗန်ဒာရေးမူဝါဒ၊ကုန်သွယ်ရေးမူဝါဒ၊ရင်းနှီးမှုနှံမှုမူဝါဒကိုပြန်လည်သုံးသပ်ပြီးစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဖို့တွေလည်းအရှိန်မြင့်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ပြည်ထောင်စုတော်နာယကနဲ့ကိုယ်စားလှယ်တော်ကြီးများခင်ဗျာဒီနေရာမှာကိုတို့နှုတ်မှုအခမ်းကဏ္ဍရဲ့အဓိကမောင်းနှံကဖြစ်တဲ့လူသားအရင်းမြစ်နဲ့ပတ်သက်ပြီးဖြစ်ဆက်ပြောကြားလိုပါတယ်။2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရအထက်15နှစ်နဲ့အထက်လူဦးရေရဲ့လူသားအင်အားပါဝင်မှုနှုန်းဟာ49%သာရှိပါတယ်။ဒီလက်သုံးသက်ချက်တွေရဲ့လုံကန်သူတွေရဲ့80%ကျော်ဟာလေယာလုပ်ငန်း၊နေစားအလုပ်၊အသေးစားစီးပွားရေးအလုပ်၊ဆိုင်အကူ၊စောက်လုပ်ရေးနဲ့မိသားစုလုပ်ငန်းစားတဲ့ပုံမှန်လောကလာစာမရရှိတဲ့လုပ်ငန်းတွေမှာသာလုပ်ကိုင်နေကြရပြီးအစိုးရဝန်ထမ်းနဲ့ကုန်သွယ်ရေးဝန်ထမ်းစားတဲ့ပုံမှန်လောကလာစာရရှိတဲ့လုပ်ငန်းတွေမှာလုပ်ကိုင်နေသူဟာ20%အောက်မှာသာရှိကြောင်းတွေ့ရှိရပါတယ်။ဒါကြောင့်ကျွန်တော်တို့လူငယ်တွေအတွက်အဓိကစိန်ခေါ်မှုဟာအလုပ်ကိုင်မရှိခြင်းနဲ့အဆင့်တန်းရှိပြီးဘဝအာဃာမခံချက်ရှိတဲ့အလုပ်ကိုင်ရရှိရေးပဲဖြစ်ပါတယ်။ပြည်ပကိုရွှေ့ပြောင်းသူတွေထဲမှာအသက်15နှစ်က34နှစ်ကြာအိုးစုဟာထွက်ခွာသူများရဲ့97.9% ရှိနေတာကိုလည်းတွေ့ရှိရပါတယ်။ဒီလိုပြည်ပထုတ်ခွာအလုပ်လုပ်ကိုင်မှုတွေဟာပြည်ပကနေပြည်သားစုထံကိုငွေလှည့်ပို့နိုင်တဲ့အတွက်မိသားစုဝင်ငွေကိုအထောက်အကူပြုနိုင်တာလူငယ်တွေနဲ့ဤပညာကျွမ်းကျင်မှုနဲ့အတွေ့အကြုံသစ်တွေကိုရရှိနိုင်တာဒေသတွင်းအလုပ်သမားရွှေ့ပြောင်းမှုတိုးတက်လာတဲ့ကြောင့်အာဆီယံအလုပ်သမားရွှေ့စည်းစိမ်မှုအားကောင်းစေတာစတဲ့ကောင်းကျိုးအချို့ကိုရရှိနိုင်တာဆိုတာကိုတော့လက်ခံရမှာတော့ဖြစ်ပါတယ်။ဒါပေမဲ့ပညာတတ်နဲ့ကျွမ်းကျင်လူငယ်တွေပြည်ပထွက်ခွာမှုများပြားလာခြင်းဟာလည်းပြည်တွင်းမှာကျွမ်းကျင်လူသားရှားပါးလာမှုနဲ့ကုန်ထုတ်လုပ်မှုဆွမ်းအားကျဆင်းမှုတွေမှာဖြစ်ပေါ်လာစေနိုင်တဲ့အတွက်ရ
ရေရှည်မှာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ကိုလည်းအဟန့်တာဖြစ်လာစေမှာဖြစ်ပါတယ်တကယ်လို့ဒီအရှင်တွေကိုထိထိရောက်မှဖြစ်ရှိနိုင်မှုဆိုရင်ကျွန်တော်တို့နိုင်ငံဟာအုံတော့ယိုစီးမှု brain drain တွေပုံမှန်အနေကြီးမှတဲ့အုံတော့အလဟတာဖြစ်မှု brain waste ဒီနည်းအားဖြင့်လူဆောင်အရင်းမြစ်အလားတာဖြစ်မှုပြဿနာနဲ့ရင်ဆိုင်သွားကြမှာဖြစ်ပါတယ်ဒါဟာလူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ရေရှည်စီးပွားရေးတိုးတက်မှုတွေပေါ်မှာတည်တတ်ထင်ရှားတဲ့ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်ကြောင်းလည်းပြောကြားလိုပါတယ်ပြည်တော်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာနိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုတွေပုဂ္ဂိုလ်ကဏ္ဍမြင့်တည်ရေးနဲ့ကုန်သွယ်မှုလမ်းကြောင်းများချုံ့မွေရေးစီရေးဟာအလိုရင်းကြီးတဲ့အခန်းကဏ္ဍတရားဖြစ်ပါတယ်ကုန်သွယ်မှုလမ်းကြောင်းတို့ဆိုတဲ့နေရာမှာကုန်လမ်းရေလမ်းများအပါအဝင်ဖြစ်ပါတယ်ကျွန်တော်နိုင်ငံဟာအိန္ဒိယသမုဒ္ဒရာနဲ့ဓာတ်ရိုက်ထိပေါက်ရောက်နေပြီးပင်လယ်ကမ်းရိုးတန်းအရှည်2138ကီလိုမီတာရှိတယ်လို့ဒေသတွင်းအာဆီယံနိုင်ငံများမှာလည်းကုန်းမီဧရိယာအများဆုံးပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုတည်းဖြစ်ပါတယ်အိန္ဒိယသမုဒ္ဒရာကိုမျက်နှာပြုထားတဲ့မဟာဗျူဟာမြောက်နေသားတစ်ခုကိုပိုင်ဆိုင်ထားပြီးအရှေ့အာရှတောင်အာရှနဲ့အရှေ့တောင်အာရှကိုဆက်နိုင်တဲ့တစ်ခုတည်းသောကုန်လမ်းတဲ့ပို့ဆောင်ရေး check point အဖြစ်လည်းဖြစ်နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်တရှိဖြစ်ပေါ်နေတဲ့ကမ္ဘာလုံခြုံရေးအခင်းချင်းများရရည်ကြောင်းသွားလာမှုကန့်သက်ချက်တွေဖြစ်ပေါ်လာနေတဲ့အခြေအနေမျိုးမှာမြန်မာနိုင်ငံကကမ္ဘာအရှိနဲ့အနောက်အချမ်းကိုတွာလာနိုင်မဲ့လမ်းကြောင်းပေါ်မှာရှိနေတာကိုလည်းကုသတော်ကြီးများတွေ့ရှိနိုင်ပါတယ်ကျွန်တော်နိုင်ငံဟာပထဝီနေထားရအာရှတိုက်ရဲ့အင်အားကြီးနိုင်ငံများကြားမှာဘူးနိုင်ငံကြီးများကြားဘူးချက်မှာတည်ရှိနေတဲ့အတွက်ဒေသတွင်းကုန်သွယ်မှုတရားပြဖော်ဆောင်ရေးဟာကျွန်တော်တို့အစိုးရဖွဲ့ရဲ့ကြီးမားတဲ့မဟာမြော်မောက်ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်နိုင်ငံတော်ရဲ့စီးပွားရေးဥမ္မာလာစေဖို့အတွက်ကိုယ်တို့လူမှုကိုမြင့်တင်ရမှာဖြစ်တယ်လို့ထွက်ရှိလာတဲ့ကုန်စည်တွေကိုလည်းနိုင်ငံတကာစည်းကွက်ကိုအချိန်တိုတွင်းကုန်ကျစရိတ်သက်သာတဲ့ပို့ဆောင်နိုင်ရေးမဟာဗျူဟာမြောက်လမ်းကြောင်းတွေကိုလည်းအကောင့်ထဲပေါ်သွားကြဖို့လည်းလိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံနယ်စပ်ဖြတ်ကျော်လမ်းမကြီးစီမံကိန်းကိုအထူးလေးထားဆောင်ရွက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဆိုတာဝန်ယူထားတဲ့ကာလအတွင်းမှာရန်နှန်းပြည့်ပြည်စည်းမှုရရှိစေရေးဆောင်ရွက်သွားဖို့မျှော်မှန်းဆောင်ရွက်လည်းရှိနေပါတယ်အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်ရှိမိုရေးမြို့ကနေစတင်ကမြန်မာနိုင်ငံကိုဖြတ်ကျော်ပြီးထိုင်းနိုင်ငံရဲ့မဲဆောက်မြို့တီစုစုပေါင်း845မိုင်ကီလိုမီတာ1400ကရှည်လမ်းမှာဖြစ်ပါတယ်ဒီလမ်းကြောင်းဟာအရှေ့တောင်အာရှနဲ့တောင်အာရှကိုချိတ်ဆက်ပေးမဲ့စီးပွားရေးစင်ညာတစ်ခုဖြစ်ပြီးကျွန်တော်တို့ရဲ့ဒေသတွင်းမိဖက်နိုင်ငံများနဲ့ကြီးကြီးရင်းနှီးမှုတိုးမြင့်ရုံသာမကနေဆက်ကုန်သွယ်ရေးကိုလည်းအရှိန်ဟုန်မြင့်တိုးတက်စေမှာလည်းဖြစ်ပါတယ်။ဒါပြင်ရန်ကုန်နဲ့ပိုးလောင်းမစီမံကိန်းမှာပါဝင်တဲ့မြန်မာတရုတ်မြန်မာစီးပွားရေးစင်ညာစီမံကိန်းငွေဆောင်ပသိမ်ရန်ကုန်မြဝတီလမ်းကြောင်းစီမံကိန်းဒေဝရင်းနေစေကံစီမံကိန်းတို့ဟာလည်းနိုင်ငံရေးမတည်ငြိမ်မှုနဲ့ဗန္ဒာရေးဆိုင်ရာစင်ခုံမှုတွေကြောင့်နှုံနှိမ့်မှုများနဲ့ကြုံတွေ့ရခဲ့ပေမဲ့လည်းအောင်မြင်အောင်ဆက်လက်ကောင်ထွယ်ပေါ်ဆောင်သွားမယ်ဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။ဒါပြင်ရန်ကုန်နဲ့ပိုးလောင်းမစီမံကိန်း BRI ရဲ့အဓိကစီမံကိန်းတစ်ခုဖြစ်တဲ့မန္တလေးမူဆယ်ရထားလမ်းစီမံကိန်းဟာကျွန်တော်နိုင်ငံရဲ့မြောက်ဘက်စီးပွားရေးတကပောက်ကိုဖွင့်လှစ်ပေးမဲ့အသက်သွေးကြောလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ဒုတိယမြို့တော်ဖြစ်တဲ့မန္တလေးကနေတရုတ်နိုင်ငံနဲ့နယ်စပ်ဒေသဖြစ်တဲ့မူဆယ်အထိကီလိုမီတာ430ရှည်လျက်ပြီးခရီးသည်တင်ရထားများတွေကီလိုမီတာတနာရီကို160နှုန်းနဲ့ကုန်စည်ပို့ဆောင်ရေးအတွက်တနာရီကိုကီလိုမီတာ120နှုန်းမောင်းနှင်နိုင်ဖို့ဒီဇိုင်းရေးဆွဲထားတဲ့နယ်စပ်ကုန်သွယ်ရေးရထားလမ်းစီမံကိန်းလည်းဖြစ်ပါတယ်။မြန်မာတရုတ်ကုန်သွယ်မှုနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုများစွာအရှိန်အဟုန်မြင့်တင်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ဒီစီမံကိန်းကြီးတွေအောင်မြင်ဖို့အတွက်လည်းနေမတီချင်းအေးချမ်းမှုရှိရေးကလည်းအခြေခံအကျဆုံးလိုအပ်ချက်ဖြစ်နေပါတယ်။တစ်အဆွေးနဲ့ဗမှုထုတ်လို့မရတယ်လို့ပဲတိုက်ပြည်မအေးချမ်းရင်လည်းဖွံ့ဖြိုးလုပ်ငန်းတွေဆောင်ရွက်လို့ရနိုင်မှာမဟုတ်ပါဘူး။တိုက်ပြည်တည်ငြိမ်အေးချမ်းမှသာဖွံ့ဖြိုးလုပ်ငန်းတွေကိုလည်းအနှောင့်အယှက်မရှိဆောင်ရွက်နိုင်မှာလည်းဖြစ်ပါတယ်။